တင်ချိုင်းဆောင်မဖဲဝါမြန်မာပြည်အလဲပိုင်းကရွာငယ်လေးတစ်ရွာရွာရဲ့အရှေ့ဘက်တစ်မိုင်လောက်အကွာမှာတက်တန်းရာချီရှိတဲ့တင်ချိုင်းဟောင်းကြီးတစ်ခုရှိတယ်။နေကင်းဘက်ဆိုရင်နွားကြောင်းတဲ့လူတွေထင်းခုတ်တဲ့လူတွေဖြတ်တန်းသွားလာကြပေမဲ့နေဝင်သွားတာနဲ့အဲ့ဒီနေရာကိုဘယ်သူမှမကပ်ရဲတော့ဘူး။ရွာသားတွေကအဲ့ဒီတင်ချိုင်းမှာမဖဲဝါဆိုတဲ့အမျိုးသမီးဝိညာဉ်တစ်ပါးစောင့်နေတယ်လို့ယုံကြည်ကြတယ်။သူ့ကိုတွေ့ဘူးတယ်လို့ပြောတဲ့သူတိုင်းရဲ့ပြောစကားကတပုံစံလေးပဲအနက်ရောင်သပင်ရှည်ကမြေကြီးထိတွဲကျနေတယ်အဖြူရောင်အဝတ်ဟောင်းကိုဝတ်ထားတယ်မျက်နှာကဖြူဖြော့နေပေမဲ့မျက်လုံးတွေကအနီရောင်လိုတောက်နေတယ်သူ့ကိုဘယ်သူမှတင်းချိုင်းအပြင်မှာမတွေ့ဘူးဒါပေမဲ့တင်းချိုင်းကိုညဘက်ဖြတ်တဲ့သူတွေကတော့အိမ်ပြန်ရောက်လာရင်တခုခုဖြစ်တတ်ကြတယ်တနှစ်မှာသတင်းကျွတ်ပွဲပြီးတဲ့ညရွာကလူငယ်လေးယောက်ဟာအရက်တောက်ပြီးမဖဲဝါဆိုတာမရှိဘူးဆိုပြီးတတိဆန်းဖို့တင်ချိုင်းထဲဝင်သွားကြတယ်။လာပြည့်ညလေးတောင်မတိုက်ဘူး။ဒါပေမဲ့တင်ချိုင်းထဲရောက်တာနဲ့ချမ်းအေးသွားတယ်။သူတို့လက်နှိပ်တက်မီထိုးလိုက်တဲ့အချိန်အုတ်ကူတစ်လုံးပေါ်မှာအမျိုးသမီးတစ်ယောက်ထိုင်နေတယ်။သူ့ဆံပင်ကမျက်နှာတစ်ခုလုံးဖုံးထားတယ်။သူတို့တွေကတစ်ယောက်ကရဲပြီးအတော့ဒီညဒီမှာဘာလုပ်နေတာလဲလို့អော်လိုက်တယ်အဲ့ဒီအမျိုးသမီးကခေါင်းကိုဖြည်းဖြည်းချင်းမော့လာတယ်ဒါပေမဲ့မျက်နှာမရှိဘူးမျက်နှာနေရာတစ်ခုလုံးမင်းနဲ့နေတဲ့အပေါက်ကြီးပဲရှိတယ်လူငယ်လေးယောက်လုံးထိတ်လန့်ပြီးလှည့်ပြေးကြတယ်ပြေးနေရင်နောက်ကနေအမျိုးသမီးတစ်ယောက်ရေတံထွက်လာတယ်ဟီးဟီးဟီးအတန်ကအနီးကလည်းမဟုတ်အဝေးကလည်းမဟုတ်နရွက်နားမှာပဲရင်းနေသလိုသူတို့ရွာကိုပြန်ရောက်တဲ့အချိန်လေးယောက်ထဲကတယောက်မပါလာတော့ဘူးနောက်နေ့မနက်ရွာသားတွေအကုန်လိုက်ရှာကြတယ်တင်ချိုင်းလယ်မှာသူ့ဖက်နှက်နဲ့ဓမီကိုတွေ့တယ်မြေကြီးပေါ်မှာတော့ခြေရာတွေရှိနေတယ်ဒါပေမဲ့အဲ့ဒီခြေရာတွေကတင်ချိုင်းလယ်ကိုဝင်သွားပြီးပြန်ထွက်လာတဲ့ခြေရာလုံးဝမရှိဘူးအဲ့ဒီညကစပြီးရွာသားတွေညတကောင်ကြော်ရင်တင်ချိုင်းဘက်ကအမျိုးသမီးတစ်ယောက်တချင်းကြီးနေတဲ့အတန်ကိုကြားရတယ်တခါတလေကလေးတစ်ယောက်ငိုတန်းတခါတလေမိန်းမတစ်ယောက်ရေတန်းတခါတလေဒီကိုလာပါဆိုတဲ့အတန်ဒါပေမဲ့အတန်နောက်ကိုလိုက်သွားတဲ့သူတွေတဲကတချို့ဟာဘယ်တော့မှအိမ်ပြန်မရောက်တော့ဘူးလို့ရွာသားတွေကပြောကြတယ်။အခုထိလည်းမိုးရွာပြီးတဲ့ညတွေမှာတင်ချိုင်းဟောင်းရဲ့အုတ်ဂူတွေအကြားအဖြူရောင်အရိပ်တရိပ်ဖြည်းဖြည်းချင်းရှောက်သွားနေတာကိုမြင်ခဲ့တယ်လို့ပြောတဲ့သူတွေရှိနေသေးပါ။တကယ်ပဲအဲ့ဒါဟာမဖဲဝါဖြစ်သလား။ဒါမှမဟုတ်ကြောက်ရွံ့မှုကြောင့်ဖြစ်ပေါ်လာတဲ့ထင်ယောင်ထင်မှားမှုတစ်ခုလား။အဖြေကိုတော့ဘယ်သူမှမသိကြသေးပါဘူး။ဒါပေမဲ့ရွာသားတွေကတော့ယနေ့အထိညဘက်ရောက်ရင်အဲ့ဒီတင်ချိုင်းဟောင်းကိုမဖြတ်ရဲကြတော့ပါ။ညတကောင်မှာထွက်လာတဲ့အဖြူရောင်အရိပ်လူငယ်တစ်ယောက်ပျောက်ဆုံးသွားပြီးနောက်ရွာတစ်ရွာလုံးကြောက်ရွံ့တိတ်ဆိတ်သွားတယ်။ညရောက်တာနဲ့အိမ်တကားတွေကိုစောစောပိတ်ကြတယ်။အိမ်ပြင်မှာကလေးငယ်တစ်ယောက်တောင်မထွက်ရဲတော့ဘူး။ဒါပေမဲ့ထူးဆန်းတာကပျောက်သွားတဲ့လူငယ်ကိုဇော်ရဲ့အမေကတော့ညတိုင်းတင်ချိုင်းဘက်ကနေသူ့သားရဲ့အတန်ကိုကြားနေတယ်။မေသားကိုလာခေါ်ပါမေသားအေးတယ်ရွာသားတွေကအဲ့ဒီအတန်နောက်မလိုက်ဖို့တားကြပေမဲ့မိခင်တယောက်ရဲ့စိတ်ကဘလို့လှုပ်တားလို့ရမလဲတညလာပြေးမဟုတ်တဲ့အမှောင်ညမှာသူမဟာတိတ်တိတ်လေးအိမ်ကထွက်ပြီးတင်ချိုင်းဟောင်းကိုသွားခဲ့တယ်နောက်နေ့မနက်သူမရဲ့ဖက်နှက်တစ်ဖက်ကိုတင်ချိုင်းဝမှာတွေ့ရတယ်လူကိုတော့ဘယ်တော့မှပြန်မတွေ့တော့ဘူးအဲ့ဒီဖြစ်ရက်ပြီးတဲ့နောက်ရွာမှာနောက်ထပ်ထူးဆန်းတာတွေစဖြစ်လာတယ်တကောင်ကျော်တိုင်းခွေးတွေဟာတင်ချိုင်းဘက်ကိုမျက်နှာမူပြီးမရက်မနာအူကြတယ်ကြက်တွေကမနက်မိုးမလင်းခင်တွန်ကြတယ်ဘုန်းကြီးကျောင်းကခေါင်းလောင်းဟာလေမတိုက်ပဲအလိုလိုမြည်လာတတ်တယ်ရွာသားတွေကမဖဲဝါအပြင်ထွက်လာပြီလို့ပြောကြတယ်
တစ်နေ့ရွာရဲ့တက်ကြီးရွယ်ဦးဘရင်ကလူငယ်တွေကိုခေါ်ပြီးပြောတယ်။မဖဲဝါကိုဘသူမှမနှောက်ယှက်နဲ့သူကတင်ချိုင်းကိုစောင့်တာဒါပေမဲ့လူကသူ့ကိုစိန်ခေါ်ရင်တော့သူလဲပြန်ခေါ်လိုက်မယ်။လူငယ်တွေထဲကတယောက်ကမယုံဘူး။ဒါတွေကအယူသီးတာပါအဖိုးရဲ့။ဦးဘရင်ကအသက်ရှူတန်းရှည်ကြီးချပြီးတခွန်းပဲပြောတယ်။မင်းတို့သတိထား။သူကနောက်ကနေမလာဘူး။အရှိမစောင့်နေတာ။အဲ့ဒီညလူငယ်3ယောက်ကဓမီဖုန်းကင်မရာနဲ့တင်ချိုင်းကိုထပ်ဝင်တယ်။ဒီတစ်ခါတော့အားလုံးကိုဗီဒီယိုရိုက်ထားမယ်လို့ဆုံးဖြတ်ထားကြတယ်။တင်ချိုင်းအလဲရောက်တဲ့အချိန်ဖုန်းကင်မရာထဲမှာအုတ်ကူကြားကအဖြူရောင်အရေးတစ်ခုရှောက်သွားတာကိုမြင်လိုက်ရတယ်။ဒါပေမဲ့မျက်စိနဲ့ကြည့်တော့ဘာမှမရှိဘူး။သူတို့ထပ်ရိုက်တယ်။ကင်မရာထဲမှာပဲအရေးကပိုနီးလာတယ်။မျက်စိနဲ့ကြည့်တော့ဘာမှမရှိသေးဘူး။နောက်ဆုံးလူငယ်တယောက်ကဖုံးစခရင်ကိုကြည့်နေတော့အေးဆက်တဲ့လက်တစ်ဖက်ကသူ့ပခုံးကိုလာတင်လိုက်တယ်။သူလန့်ပြီးလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိဘူး။ဒါပေမဲ့ဖုံးစခရင်ထဲမှာတော့သပင်ရှည်ဖုံးထားတဲ့အမျိုးသမီးတယောက်ဟာသူ့နောက်မှာမတ်တက်ရက်နေတယ်။ဖြည်းဖြည်းချင်းသူမရဲ့သပင်တွေကွဲဟလာတယ်။ပြီးတော့မျက်နှာတစ်ခုလုံးသွေးတွေနဲ့ဆူရွှဲနေတဲ့အပြုံးကြီးတစ်ခုပေါ်လာတယ်။မင်းတို့ငါနေရာကိုဘာလာလောက်တာလဲ။အဲ့ဒီအတန်ထွက်တာနဲ့ဓမီတွေတပြိုင်နက်တည်းငိမ့်သွားတယ်။တင်ချိုင်းတစ်ခုလုံးအမှောင်ဖုံးသွားတယ်။ပြီးတော့ညကိုဖောက်ထွင်းသွားတဲ့အော်တန်3တန်ထွက်လာတယ်။ရွာသားတွေပြေးလာတဲ့အချိန်မြေကြီးပေါ်မှာဖုန်းတစ်လုံးပဲကျန်ခဲ့တယ်။ဖုန်းဗီဒီယိုရဲ့နောက်ဆုံးစက္ကန့်မှာကင်မရာကိုမျက်နှာကပ်ပြီးရင်နေတဲ့အမျိုးသမီးတယောက်ရဲ့အတန်ကိုပဲကြားလိုက်ရတယ်။နောက်တစ်ခေါက်မင်းတို့ရွာကိုငါလာမယ်။အဲ့ဒီနေ့ကစပြီးရွာထဲမှာနေဝင်တာနဲ့ဘယ်သူမှအိမ်ပြင်မထွက်ရဲတော့ဘူး။